ဒေါသကိုလွယ်လွယ်ထွက်တတ်တဲ့သူရှိလားဒေါသကိုလွယ်လွယ်ထွက်တတ်တဲ့သူရှိရဲဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုစောင့်ကြည့်နော်ဒေါသကိုဘာဖြစ်လို့လွယ်လွယ်ထွက်တတ်တာလဲဆိုလို့ရှိရင်ပထမဆုံးချက်အနေနဲ့ပေါ့နော်ဒီ stress တွေက overload ဖြစ်နေရကွာကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ relationship မှာပတ်သက်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့သူတို့နဲ့ပတ်သက်တဲ့ဒီအရာတွေနဲ့ပတ်သက်တဲ့ကိုယ်မှာရှိနေတဲ့ stress တွေကလုံးဝ overload ဖြစ်နေရကိုယ့်အတွက်ဝန်ပိနေရပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အခါမှာလဲကိုကဒေါသကိုလွယ်လွယ်နဲ့ထွက်တတ်တယ်နောက်တစ်ချက်နေရတော့ကိုယ့်ရဲ့ရင်ထဲမှာဒီသိမ်းဆည်းထားတယ်ပေါ့နော်ဟိုးရင်ကလေးကတခုခုဆိုလို့ရှိရင်ကိုမကြိုက်တဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ပေါ့နော်ကိုယ့်ရဲ့ရင်ထဲမှာသိမ်းဆည်းထားတယ်ကိုမပြောရသေးတဲ့ဒီ suppress emotion တွေပေါ့နော်အဲ့ဒီဟာတွေကြောင့်လေကိုကဒေါသကိုတခုခုလေးဆိုလို့ရှိရင်ကွာဘာမှမဟုတ်တဲ့အရာလေးနဲ့ဒီလိုလေးပဲပုံမှန်လေးပဲပြောလိုက်တဲ့အရာကိုတော့မှပဲကို့မှာအကြီးကြီးဖြစ်ပြီးခံစားပြီးဒေါသတွေထွက်ပြီးတော့မှ hit မိနေတာမျိုးပေါ့နော်အဲ့လိုမျိုးတွေကြောင့်လေဖြစ်နိုင်တယ်နောက်တစ်ခုကပေါ့နော်ဒီ trauma တွေပေါ့အရင်တုန်းကကိုကဒီအကြောင်းကလည်းပတ်သက်ပြီးတော့တခုခုနဲ့ပတ်သက်ပြီးတော့ပေါ့နော်အချစ်မခံခဲ့ရတာတို့ကိုကအလေးစိုက်ဂယုစိုက်မခံခဲ့ရတာတို့အလေးထားမခံခဲ့ရတာတို့ပေါ့နော်အဲ့လိုမျိုးအရာတွေရှိခဲ့ရဆိုလို့ရှိရင်အဲ့ဒီလိုမျိုးအရာနဲ့ပတ်သက်ပြီးတော့အကြောင်းတိုက်ဆိုင်ပြီးတော့တခုခုကအကြောင်းကတခုခုရှိလာတဲ့အခါမျိုးမှာပေါ့နော်ကွာဒေါသကိုလွယ်လွယ်လေးနဲ့ထွက်တတ်တာကွာအဲ့လိုမျိုးကြီးဖြစ်တယ်ပြီးတော့မှကို control မရတဲ့အခါမှာပေါ့နော်တခုခုပုံမှာကိုဖြစ်စင်တယ်လို့မျိုးမဖြစ်ခွင့်မရတဲ့အခါမှာကိုယ့်ရဲ့ emotion တွေကိုကိုပေါ့နော်ဒီလိုမျိုး manage မလုပ်နိုင်ဘဲနဲ့ပေါ့နော်ဒေါသကလွယ်လွယ်နဲ့ထွက်သွားတာပြီးတော့မှကိုယ့်ရဲ့ emotion တွေကိုကို manage မလုပ်နိုင်တာကတော်တော်ဆိုးရပေါ့နော်ဒီတော့ကိုယ့်ရဲ့ emotion တွေကို manage လုပ်နိုင်မှသာပေါ့နော်ဒီဒေါသထွက်တာကိုကွာထိန်းလို့ရမှာအဲ့လိုမျိုးကြောင့်ဒေါသထွက်သွားတာလည်းဖြစ်နိုင်တယ်ပြီးတော့ဒေါသထွက်တယ်ဆိုလို့ရှိရင်တစ်ခါတလေကြားလို့ရှိရင်ပေါ့နော်ဒီလိုမျိုး primary emotion ကြောင့်ဒေါသထွက်တာမဟုတ်ဘဲနဲ့ secondary emotion ကြောင့်ဒေါသထွက်တာမျိုးတွေလည်းရှိရကွာအဲ့ဒါဘာပြောရလဲဆိုလို့ရှိရင်ကိုကသူတို့တယောက်ကကိုကိုလှုပ်လိုက်တဲ့အကြောင်းအရာတစ်ခုကတေးသေးလေးပဲဒါပေမဲ့ဒီဟာတွေကကိုကိုဒေါသထွက်စေတဲ့အဓိကအကြောင်းရင်းမဟုတ်ဘူးကွာဒီဟာနဲ့ပတ်သက်ပြီးကိုယ်စိတ်ထဲမှာဒီလိုမျိုးမပြောရသေးတဲ့ခံစားချက်တွေပေါ့နော်တခုခုကြောင့်မလို့အဲ့ဒီဟာနဲ့ပေါ့နော်ပောက်ကွဲပြီးတော့မှဒေါသထွက်သွားတာမျိုးကွာအဲ့ဒါကြောင့်မလို့လေဒေါသတွေကဒီဖြစ်တဲ့အကြောင်းအရာကအပေါ်မှာအဓိကမဟုတ်ဘဲနဲ့ပေါ့နော်တခြားသောအကြောင်းအရာတွေကြောင့်ဒေါသကအကြီးထွက်သွားတာမျိုးဖြစ်တတ်တယ်အဲ့တော့ဒေါသထွက်သွားလို့ရှိရင်ပေါ့နော်ဒေါသကဘာကြောင့်ထွက်ရလဲဆိုတဲ့ trigger ကိုသိဖို့လိုတယ် trigger ကိုသိတော့မှာပေါ့နော်အဲ့ဒေါသကိုကိုဘယ်လိုမျိုး control လုပ်ရမလဲ manage လုပ်ရမလဲပေါ့နော်အဲ့ဒီဟာကိုသိမှာဖြစ်ပါတယ်အဲ့တော့ဒေါသတွေထွက်လာပြီဆိုလို့ရှိရင်ဘယ်လိုမျိုးကိုယ့်ရဲ့စိတ်ကိုဘယ်လို manage လုပ်ရမလဲ control လုပ်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုတော့နောက်ဗီဒီယိုမှာတက်တက်လေးတင်ပြပါမယ်နော်